နော်ပြီးတာဆိုရင်ကျွန်မကဆိုဆန္ဒတို့ကိုညာလေးပြရမှာဖြစ်ပါတယ်လို့နော်ဟိုဖရားသခင်ဆိုရင်ဇက်ကလေးနာမှာညာလက်ကလေးကိုထိုင်မှာဟိုဖရားသခင်ပြီးလို့ရှိရင်ကိုတော်ဒီဆိုလို့ရှိရင်လက်ကလေးကိုညောင်းလိုက်တာနဲ့ဆိုတော့ပြပါထုတ်ရတယ်နော်ကိုတော်ဒီပြီးလို့ရှိရင်နားထောင်တော်မူတတ်တော်ကြောင့်ဆိုရင်နားထောင်တော်မူတတ်တော်ကြောင့်ပြီးတဲ့အခါမှာအကျွန်ုပ်ဒီဆိုရင်ကိုကိုပြန်ထုတ်မယ်နော်အကျွန်ုပ်ဒီပြီးလို့ရှိရင်တောင်းလျှောက်ပါလို့ဆိုတောင်းတဲ့ပုံစံလေးလို့ပါတောင်းလျှောက်ပါပြီးနားတော်ကိုလှည့်ဆိုဒီဘက်ချက်ကိုပြန်မသိမနဲ့နားပြီးနောက်မှာလက်ကလေးပေါ့နော်နားတော်ကိုလှည့်ပြီးအကျွန်ုပ်စကားကိုနားယူအောင်ပါနော်အကျွန်ုပ်စကားကိုနားယူတော်မူပါဒီရှိဒီလုံးလေးလာတဲ့ခါမှာကျွန်တော်တို့ကနော်ကြောပြီးတော့မှနောက်တစ်ကြောမှာတော့ဒီနားပြီးနောက်မှာလက်ကလေးကိုသွားပြီးတော့မှကျွန်တော်တို့ပြီးတော့မှနောက်ဆုံးတစ်ချင်းလေးရဲ့အဆုံးပါပေါ့နော်အဆုံးသက်တဲ့ခါမှာတော့ဒူကလေးကိုဝေးပြီးတော့မှစတောင်းလို့ဆုံးသက်ပါပါတယ်လို့နော်အဲဆိုရင်ကျမတို့အတူတူအဲ့လိုကြည့်ရအောင်